ကုလိုမရတဲ့ယောဂဝေဒနာခံစားနေတဲ့လူ18ယောက်ကိုကယ်ဖို့အတွက်ဒီလူကအခြားလူ18ယောက်ကိုဒီလိုမျိုးလုပ်ခဲ့တဲ့ဆိုဒီလူကအပြစ်ရှိလားဇက်ကားလေးကတော့အမှုစစ်ရဲ့ဆရာဝန်ရှင်းနေတဲ့3ယောက်အားပြန်ကြမဲ့ဇက်လန်လေးဖြစ်ပြီးတော့ဇက်လန်မျိုးစားလေးကတော့ crime trailer ဇက်လန်မျိုးစားလေးဖြစ်ပြီးတော့ဇက်ကားနာမည်လေးကတော့ bloody flower ဇက်လန်လေးကတော့စေးကြောင်းထွက် EU ရောင်းဟာလူ18ယောက်ကိုတတ်ခဲ့တဲ့ကွင်းဆက်လူသမားတယောက်ဖြစ်ပေမဲ့ကုသလို့မရနိုင်တဲ့ယောဂဖြစ်နေတဲ့လူတွေကိုတော့ပျောက်ကင်းအောင်ကုသပေးနိုင်တဲ့ထူးခြားတဲ့ဆေးပညာပါရမီရှင်တယောက်လည်းဖြစ်နေပြန်ပါတယ်ရှင်းနေဗန်ဟန်ကျွန်းကတော့အရင်ကအမှန်ကန်ပြီးတော့အရန်တော်တဲ့တရားသူကြီးရောက်ဖြစ်ခဲ့ပေမဲ့လည်းအခုလက်ရှိမှာတော့ရှင်းနေတယောက်အဖြစ်လောက်ကင်နေပြီးတော့အုံနောက်အကျိတ်ယောဂကိုခံစားနေရတဲ့သူ့ရဲ့သမီးလေးကိုကုသပေးနိုင်ဖို့အတွက်ဆိုရင်ဘာမဆိုလုပ်တတ်တဲ့သူတယောက်ဖြစ်ပြီးတော့သူ့သမီးကိုကယ်တင်ပေးနိုင်မဲ့ EU ရောင်းကိုအစွမ်းကုန်ကာကွယ်ပေးခြင်းတဲ့သူတယောက်ပါအမှုစေချာယီယွန်းကတော့အဖေဖြစ်သူရဲ့နောက်ခံကိုအာမကိုပဲနဲ့အမှန်ကန်တဲ့တရားသူကြီးတယောက်ဖြစ်ပြီးတော့မတရားတည်ဆုံခဲ့ရတဲ့နင့်နာသူတွေအတွက် EU ရောင်းကအသေးတန်ပေးဖို့စ조사နေတဲ့အမှုစေတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ကိုစီဇက်လန်တွေနဲ့ဒီလူ3ယောက်ကြားကတင်းမာမှုတွေကဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲဆိုတော့ကိုစိတ်လှုပ်ရှားပွဲကြည့်ရမယ့်ဇက်ကာကောင်းလေးဖြစ်လို့တဲတင်းရင်မို့ဇက်ကကြိုက်တဲ့သူတွေအတွက်တော့ဇက်ကာကောင်းလေးကဖြစ်ပါလိမ့်မယ်။တရုတ်ဆောင်နေကတော့ Replay 1988တဲ့ကမင်းသားကြီးစောင်းတို့ဤ Red Hero Club 2တဲ့ကမင်းသားရီယွန်းရောက်အောင်မေဇက်ကာထဲမှာမင်းသမီးခွန်ဆယ်ရောတို့ကအဓိကပါဝင်တရုတ်ဆောင်ထားပါတယ်။ rating တွေကလည်း IMDb 8.5 ထိအောင်ရရှိထားတဲ့ဇလန်ဝဲကောင်းလေးတွေကဖြစ်ပါတယ်။ဇလန်လေးကိုတော့စာရေးဆရာလီဒုံကန်ရဲ့နာမည်ကြီးဝတ္ထုဖြစ်တဲ့ The Flower of Death ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ရက်ဆက်တဲ့လူသက်သမားလားဒါမှမဟုတ်လူသားမျိုးနွယ်ကိုကယ်တင်မဲ့ကယ်တင်ရှင်လားဆိုတဲ့မေးခွန်းထုတ်စရာတွေနဲ့ပြိတက်ကိုဆွဲဆောင်သွားမဲ့ဇက်ကားလေးပဲဖြစ်ပါတယ်။ဒီဇက်ကားလေးကိုတော့ဖေဖော်ဝါရီလ4ရက်နေ့က Disney Plus ရုပ်သံလိုင်းကနေထုတ်လင်းပြသခဲ့ပြီးတော့အပိုင်းနေနဲ့8ပိုင်းပါရှိမှဖြစ်ပြီးတော့အခုလက်ရှိကတော့4ပိုင်းပဲထွက်ရှိပါတယ်။ဒီဇက်ကားလေးကိုကြည့်ရင်အပတ်စဉ်ပုတ်ခုနေ့တိုင်းကျွန်တော်ရဲ့ channel လေးမှာစောင့်မျှော်ကြည့်ရှုနေမယ်။ဒီဗီဒီယိုရဲ့ comment မှာလည်းကျွန်တော်လင်းနေကြတာပြီမှာအဲ့ဒီ link လေးမှာတွားကြည့်လို့ရပါတယ်။ဇက်ကားလေးကိုကျွန်တော်ကြည့်ပြီးတော့ပြောပြရရင်တော့မစိုးပါဘူးကြည့်လို့အဆင်ပြေတဲ့ဇက်လန်တွေလို့ပြောလို့ရတယ်ဇက်လန်ဇက်ရင်အတစ်ဆန်ဖြစ်တဲ့အတွက်မိုက်အရန်ကောင်းလေးရာဇဝမှုကင်ကာကောင်းလေးတကားပေါ့ရှီဝေးတွေပြောမနေတော့ဘူးဗျမှုကင်ဇက်လန်တွေတို့ဇက်ကကြည့်ပြီးတော့စဉ်းစားရတာခက်မှန်းတာကြိုက်တဲ့လူတွေအတွက်ကတော့ဇက်ကာကောင်းလေးတကားဖြစ်ပါတယ်ကဲဒီလာတဲ့ကြည့်စရာမရှိဘူးဆိုတော့ဒီကားလေးကိုတွားကြည့်ဖို့ကျွန်တော်ညွှန်ပေးချင်ပါတယ်ဒီကို channel တက်တယ်ဆိုရင် like and share follow လေးလုပ်ခဲ့ပြီးကြအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ညီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်